ဒီမှာဒါလေးဘယ်လောက်လဲမသိ ဟုတ်ဒါလေးက2000ခွဲပါရှင် ဟုတ်ကဲ့ ဒါလေးယူမှာလားမသိ ဟုတ်ကဲ့ ဘူးပါ ကျေးဇူးပါဒီဆိုကြီးကသူ့ဖုန်းသူကြည့်နေတာငါပတ်စံဘယ်လောက်ပေးလဲဆိုတော့ကျွန်တော်သိတော့ငါကြုံလုံးသူ့ပညာပေးလိုက် No! God, please, no! No! ဟောညီမကိုခုနကတော့3000ပေးထား ဟုတ်လား ဟုတ် အဲ့ဆိုအကိုကိုညီမဗီဒီယိုတစ်ပုတ်ပြမယ်နော် ဟုတ်ဟုတ် Hehehehe